ရှေးအခါကဗာရာဏသီပြည်အနီးတန်ငါရွာတရွာမှာဒုကူလနဲ့ပါရိကာဆိုတဲ့လူငယ်နှစ်ယောက်ရှိကြတယ်။သူတို့ကိုနှစ်ဖက်မိဘတွေကကလေးတွေကြီးလာရင်လက်ထပ်ပေးမယ်လို့ကတိထားခဲ့ကြတာပါ။တနေ့မှာဒုကူလရေငါတို့လက်ထပ်ပြီးအိမ်အောင်ဘဝနေမလားလို့ပါရိကာမေးတယ်။ဒုကူလကပြန်ပြောတယ်။မနေချင်ဘူးပါရိကာငါတို့တရားကျင့်ပြီးတောထဲမှာရာသေးဘဝနေတာပိုကောင်းမယ်ထင်တယ်။ပါရိကာကခေါင်းညိတ်ပြီးဟုတ်တယ်။ငါလည်းအဲ့လိုပဲစိတ်ရှိတယ်လို့ပြောလိုက်တယ်။အဲ့ဒါနဲ့သူတို့နှစ်ယောက်တောထဲသွားပြီးရာသေးဝတ်နေကြတယ်။တနေ့မှာတိကျမင်းကတွေးတယ်။ဒီရာသေးနှစ်ယောက်တနေ့မှာမျက်စိကွယ်မယ်။သူတို့ကိုပြုစုမဲ့သားတစ်ယောက်ရှိဖို့လိုတယ်။အဲ့ဒီနောက်မကြခင်မှာပါရိကာကသားတစ်ယောက်မွေးဖွားခဲ့တယ်။ဒီကလေးကိုသူဝနသာမလို့ခေါ်မယ်လို့သူတို့ချစ်စရာကောင်းတဲ့သားလေးကိုအမည်ပေးကြတယ်။အချိန်ကြာလာပြီးတနေ့မိုးရွာလာတော့ဒုကူလနဲ့ပါရိကာတောင်ပိုးအောက်မှာမိုးခိုနေကြတယ်။အဲ့ဒီအချိန်မှာမွေတကောင်ကအခိုးမှုတ်လိုက်တာကြောင့်အိုးငါမမြင်တော့ဘူးလို့ပါရိကာအော်တယ်။ငါလည်းမမြင်တော့ဘူးလို့ဒုကူလကစိတ်မကောင်းစွာပြောတယ်။သားသူဝနသာမကလာပြီးအမေအဖေမစိုးရိမ်ပါနဲ့ကျွန်တော်ရှိတယ်ကျွန်တော်လှုပ်ကြွေးမယ်လို့ပြောတယ်။အဲ့ဒီနေ့ကစပြီးသူဝနသာမကမိဘနှစ်ယောက်ကိုအဆအဆအရာရာပြုစုဆောင်ရှောက်နေတယ်။တနေ့မှာသူဝနသာမသမင်တွေနဲ့အတူရေခတ်ဖို့သွားနေတယ်